ဒါလေးကတော့ဟိုတလောတော့ကျွန်တော်တင်ထားတဲ့တေးသေးဆော်ဆော်နဲ့အောင်ကြောက်ဆိုတာဒါမျိုးလားဆိုတဲ့ကြောက်လေးဖြစ်ပါတယ်ဒီတစ်ခါမှတော့ကျွန်တော်လှုပ်ချစ်ကိုမျှဝေပေးတော့မှာဖြစ်ပါတယ်အဲ့ဒီဦးကတော့ကျွန်တော်တို့ဒီပုံစံအတိုင်းလေးပေါ့နော်ဒီပုံစံအတိုင်းလေးကိုကျွန်တော်မျှဝေပေးခဲ့တာဖြစ်ပါတယ်ကြောက်ပိုင်စီကတော့ကျွန်တော်ရှိကိုအခွန်ချို့အယောင်တင်ဖို့အတွက်အထားတာဖြစ်ပါတယ်ဗျဒါလေးကတော့ကျွန်တော်တို့အခွန်ချို့အယောင်မတင်သေးခင်နေထားလေးပေါ့ဗျာကဲကျွန်တော်တို့ခွန်ချို့အယောင်တင်ပြီးသွားတဲ့အနေထားလေးကြည့်ကြည့်အောင်ဗျဒါလေးကတော့ကျွန်တော်တို့ခွန်ချို့အယောင်တင်ပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ်ကြောက်စီကြောက်သားတော်တော်လေးကိုမှကောင်းပါတယ်ဗျကာလာလေးကလည်းတော်တော်လေးကိုမှလှပါတယ်ကာလာကတော့ပြောမစရင်တော့လူကြိုက်များတဲ့ကာလာတွေဖြစ်ပါတယ်ဗျအဲ့တော့အစီသားလေးကလည်းကောင်းတယ်အသားတန်းလေးရတယ်မြင့်တာဖြစ်တဲ့အတွက်ကျွန်တော်တို့အပွင့်လုံးမယ်ဆိုရင်လည်းရတယ်ပပူလိုင်းလည်းရတယ်ပေါ့ဗျာပြောမစရင်တော့လက်ရလိုင်းအပြင်အပွင့်လိုင်းပပူလိုင်းမိပါတယ်ဗျအဲ့တော့ကိုကြိုက်တာလုပ်လို့ရတယ်ပေါ့ဗျာကြောက်ပိုင်ချန်တော့ဒီတိုင်းလေးပဲအခွင့်ချို့အယောင်တင်ပြီးပြီဆိုမှပဲသူဈေးကွက်ထိုးကြည့်မယ်ပေါ့ဗျာဈေးကွက်ထိုးကြည့်လို့သူကြိုက်သေးရရင်တော့ရောင်းမယ်မကြိုက်သေးမြရင်တော့တခြားလှုပ်ချဲပြန်ထည့်မဲ့အနေထားလေးဖြစ်ပါတယ်ဒီကြောက်လေးရဲ့လှုပ်ချင်တဲ့ပြောင်းလဲသွားပုံလေးကိုမျှဝေပေးခြင်းဖြစ်ပါတယ်တင်တဲ့အသစ်ဘယ်တော့စမလဲမေးနေကြတဲ့ညီကိုများတွေတင်တဲ့အသစ်ကတော့6လပိုင်းတရနေ့အသစ်စမှာဖြစ်ပါတယ်ကြည့်ရှုအားပေးကြအားလုံးကိုကျေးဇူးတင်ပါတယ်